တချို့လူတွေရဲ့ဂိမ်းကောက်ထဲမှာညိုကီပိုက်ဘတ်ဘာကြောင့်မပေါ်နေရတာလဲအားလုံးပဲမင်္ဂလာပါပါပတ် Gaming TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ညိုကီပိုက်ဘတ်ထဲမှာပါဝင်လာတဲ့ကိုလီဘိုင်းနဲ့ကိုဖလက်တန်ကိုတူကြည့်ကြမယ်နောက်တစ်ခုအနေနဲ့ကတော့ညိုကီပိုက်ဘတ်တွေကဘာကြောင့်ကျွန်တော်တို့ဂိမ်းအကောက်တိုင်းမှာမပေါ်ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ region နဲ့သက်ဆိုင်ပါတယ်ဒီကျွန်တော်တို့ Thai region နဲ့မြန်မာ region နှစ်ခုသာကျွန်တော်တို့ညိုကီပိုက်ဘတ်ကိုရယူလို့ရမှာပဲဖြစ်ပါတယ်တကယ်ကျွန်တော်အနေနဲ့ဂိမ်းကောက်ထဲမှာလည်းမပေါ်ဘူးဆိုရင်တော့ကျွန်တော်တို့ region နေရာကိုသွားပြီးတော့မြန်မာသို့မဟုတ် Thai တခုခုကိုပြောင်းလို့ဆိုရင်တော့ကျွန်တော်တို့ညိုကီပိုက်ဘတ်တွေကို mission လုပ်ပြီးတော့ရယူလို့ရမှာပဲဖြစ်ပါတယ်ကိုလီဘိုင်းနဲ့ကိုဖလက်တန်ကိုကျွန်တော်တစ်ချက်လောက်တူကြည့်လိုက်အောင်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ကိုလီဘိုင်းတန်ကိုအရင်ဆုံးကြည့်ကြည့်မယ်နော်ကျွန်တော်တို့တစ်ယောက်ကိုအတန်5ခုပါလာတယ်2ယောက်ဆို10ခုပဲဗျโอเคကျွန်တော်တို့ပထမဆုံးဖွင့်ကြည့်မယ်ကိုလီဘိုင်းတန်ကိုကိုတတဲကိုကဲပေးပါအောင်ဒီတန်တော့အားလုံးပဲသိကြတဲ့အတိုင်းပဲအစမှတည်းကကျွန်တော်တို့ကြားရတဲ့အတန်လေးပေါ့နော်ကျွန်တော်နောက်ထပ်အတန်4ခုကိုချက်ကြည့်ရအောင်ဗျာโอเคပြေးတာပြေးရောက်ရေးရှက်မနေနဲ့ကြေးတာပြေးရအောင်ရေးရှက်မနေနဲ့โอเคနောက်တစ်ခုထပ်ကြည့်မယ်ဗျာကျွန်တော်တို့ကျေတော့စောကြမယ်ငယ်ချင်းကြက်သားစားကြမယ်တငယ်ကြီးကိုတေချာနောက်ထောက်မှနားလည်လိုက်မယ်ဗျာဘာလို့ဆိုတော့တဝဲတန်လို့ဘာလို့လှုပ်ပြီးပြောတာဆိုတော့ဗျာနော်โอเคကျွန်တော် no ဆိုတာ no ဆိုရင်ဘာတန်ထွက်မယ်ကျွန်တော်ချက်လောက်ကြည့်လိုက်အောင်ဗျာအဲ့လောက်ကြီးကြအဲ့လောက်ကြီးကြမပြောတော့မပါဘူးအဲ့လောက်ကြီးကြโอเคကျွန်တော်နောက်ကျေးဇူးတင်ပါတယ်ဘယ်လိုပြောတာလဲကျွန်တော်နောက်တော့ကြည့်အောင်ကျေးဇူးပါနောက်လဲအားပေးပါအောင်ကျေးဇူးပါနောက်လဲအားပေးပါအောင်โอเคမိုက်တယ်ဗျာเนาะကျွန်တော်တို့ကိုယ့်ရဲ့မြန်မာ streamer တွေအခုလိုအတန်တွေပါဝင်လာတာဆိုတော့ကျွန်တော်တော်တော်လေးပဲသဘောကျမိပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့ကို flat တန်ကိုတစ်ခြားတော့တူကြည့်လိုက်ရအောင်ဗျโอเคကျွန်တော်ကို flat လဲ5ခုပဲပေါ့နော်ဒီပထမဆုံးအနေနဲ့ပါလဲဘာမှမကြောက်နဲ့ကိုကြီးကောက်ဝယ်ပေးမှာပေါ့မိုက်တယ်နော်ဆော်ရမိုက်တယ်အတန်အဆမိုက်တယ်ဗျာဘာမှမကြောက်နဲ့ကိုကြီးကောက်ဝယ်ပေးမှာပေါ့โอเคကျွန်တော်နောက်ထပ်၄ခုချက်ကြည့်ကြည့်မယ်ဗျာရန်ကောင်းတဲ့ညီလေးရေနောက်တော့မလုံနဲ့ကွာမိုက်ပါတယ်နော်ရန်ကောင်းတဲ့ညီလေးရေနောက်တော့မလုံပါနဲ့သွေးတစ်သက်ဆိုပြီးတော့ပြေးတက်မလာနဲ့မင်းယူခါသွားမယ်โอเคဒါလည်းမိုက်တယ်ဗျာကျွန်တော်နောက်တစ်ခုချက်ကြည့်လိုက်အောင်ဗျဒါတော့ကဲတန်ဖွင့်မယ်ဒါ finger boy ချက်ပါနော်ကဲတန်ဖွင့်မယ်ကဲတန်ဖွင့်မယ်ပြောတာလေးပါနောက်ဆုံးတစ်ခုအနေနဲ့ကတော့ဗာလေးပါမယ်ချက်အားလုံးပဲမင်္ဂလာပါခင်ဗျာโอเคအားလုံးပဲမင်္ဂလာပါဗောโอเคကဲတကယ်ကျွန်တော်အနေနဲ့လည်းအခုလာတဲ့မြန်မာ streamer 2ယောက်ရဲ့ vibe ဘတ်ထဲမှာဘယ် Tokyo ကြိုက်ဆုံးလဲဆိုတာကွန်မန့်မှာမှတ်ချက်ပြုခဲ့လို့ရပါတယ်